အရွေးပေါ့လေနိုင်ငံရဲ့ဒီအရေးပါတဲ့ဒါအလဲအပြောင်းနေတိုင်းမှာဒါတက်မတော်ကပါဝင်ခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့မှဒီတက်မတော်အနေနဲ့ကလည်းနောက်တခြားသောတက်မတော်နဲ့မတူဘဲနဲ့ပေါ့လေမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ဒါကပေါက်ဖွာလာတာဖြစ်ပါတယ်ဒါပြည်သူတွေကလည်းပေါက်ဖွာလာတာဖြစ်ပါတယ်အဲ့တော့လွတ်လပ်ရတဲ့အချိန်မှာကျွန်တော်တို့မြန်မာတက်မတော်ကိုကြီးလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဗမာတပ်နိုင်ငံတပ်ရင်းတွေရှိတယ်ပြီးတော့မှတခြားကရင်တပ်နိုင်ငံတပ်ရင်းတို့ချင်းတပ်နိုင်ငံတပ်ရင်းတို့ဒါပြင်ကော်ရခါတပ်ရင်းပေါ့လေကော်ရခါတပ်ရင်းဆိုအခုဆိုဒါကျွန်တော်တို့အတိပိုင်းနာမည်ကျော်ဒါအမှတ်လေးဒါခြေတင်တပ်ရင်းတို့ဖြစ်ပါတယ်ဒါအင်အားအတော်နှဲပါတဲ့အခြေအနေကနေစတာဖြစ်ပါတယ်ဒါပေမဲ့လည်းလွတ်လပ်ရပြီးတဲ့အချိန်မှာကျွန်တော်တို့ကြီးလိုက်တဲ့ခါကျတော့နိုင်ငံကြီးကစီးစီးလုံးနဲ့ရှေ့ကိုပေါ့လေတိုးတက်ပြီးတော့မှသွားလာတဲ့အနေအထားမျိုးမရှိဘဲနဲ့ကျွန်တော်တို့ကနိုင်ငံရဲ့အယူဝါဒအရကွဲပြားသွားခဲ့တဲ့အနေအထားမျိုးရှိတယ်ဒါကလည်းကျွန်တော်တို့နိုင်ငံတနိုင်ငံလည်းမဟုတ်ဘူးနော်ကမ္ဘာမှာဖြစ်နေတဲ့ကမ္ဘာအလှည့်ပြောင်းကိုလည်းကျွန်တော်တို့ကြည့်ရမယ်လို့ထင်ပါတယ်ကျွန်တော်တို့လွတ်လပ်ရတဲ့အချိန်မှာတော့နိုင်ငံကအစိမ့်စိမ့်မှာကွဲကန်နေအထိဒါကယူဝါဒရပေါ့လေဒီအချိန်မှာလည်းခုနဆရာကြီးပြောခဲ့သလိုပါပဲကျွန်တော်တို့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလို့ပြောတဲ့ဒီမျိုးနွယ်စုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်းပေါ်လာတယ်ဘာဝါဒရေးရဒါကွန်မြူနစ်ပါတီဗမာပြည်ကွန်မြူနစ်ပါတီလိုမျိုးလည်းပေါ်လာတယ်ဒီကြားတွေကနေပြီးတော့မှဒါတက်မလို့အနေနဲ့ဒါနိုင်ငံရဲ့ဒါလွတ်လပ်ရေးမဆုံးရှုံးအောင်ပေါ့နော်ဥပမာပြရမယ်ဆိုရင်ကျွန်တော်တို့အနောက်ဘက်မှာမူဂျာဟစ်တောင်ကျန်းသူတွေကိုနှိမ်နှင်းနေတဲ့ဒါကအမှန်ငါဗမာတိုင်းတိုင်းကိုရန်ကုန်တိခေါ်ပြီးတော့မှရန်ကုန်မကြသွားအောင်လို့တိုက်ခဲ့ရတယ်ဒီအချိန်မှာလည်းဒါရန်ကုန်တက္ကသိုလ်မှာရှိတဲ့ကျောင်းသားတွေကနေပြီးတော့မှပူပေါင်းပါဝင်ပြီးတော့မှဒါတိုက်ခတ်ခဲ့တဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့လေကျွန်တော်တို့ဒီအချိန်မှာတော်တော်ကြီးကိုတက်မလို့အနေနဲ့ဒါခက်ရင်ဆိုင်ခဲ့ရလို့မြင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဒီရန်ကုန်သားကြဆုံးသွားမယ်ဆိုရင်လည်းပေါ့လေနိုင်ငံရဲ့အချုပ်အခြာအာဏာကလည်းဒါလက်လွတ်ဆုံးရှုံးသွားနိုင်တဲ့အနေအထားမျိုးထိရောက်သွားနိုင်တယ်လို့မြင်ပါတယ်ဒီအတွက်ဒီတက်မလို့ကအချိန်မီဒီ1948-49ကာလမှာလည်းဒါထိန်းသိမ်းနိုင်ခဲ့လို့ဒါလည်းနိုင်ငံရဲ့လွတ်လပ်ရေးဒါတည်မြဲနေတယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာမင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုဒီမှာမင်းမြန်းထားတာကတော့ဒီ1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာကျမတို့မြန်မာနိုင်ငံရဲ့ဒီတမိုင်းကြောင်းခြေအနေကိုဆရာလေ့လာမိသလောက်ဆရာအမြင်ကိုပြပြပေးပါအောင်ဆရာအဲ့တော့48မှာကျွန်တော်မမွေးသေးပါဘူးအဲ့တော့ကျွန်တော်မွေးပြီးတဲ့အခါကျတော့ကျွန်တော်ကဘာနဲ့ကြုံရလဲလို့ပြောလို့ရှိရင်ဖတ်ကပလာဥဆောင်တဲ့အစိုးရဖြစ်နေကျွန်တော်ကြုံရပါတယ်အဲ့တော့ကျွန်တော်မှတ်မိတာကတော့ပေါ့ဗျာ58ခုနှစ်မှာတော့ဒီအိမ်ဆောင်ဆိုးရတက်လာပါတယ်အိမ်ဆောင်ဆိုးရတက်လာတဲ့အကြောင်းရလဲဒီဖတ်ကပလာနှချမ်းကွဲလို့အိမ်ဆောင်ဆိုးရတက်လာခြင်းကျွန်တော်တို့ဖြစ်ပါတယ်အဲ့တော့အိမ်ဆောင်ဆိုးရလက်ထက်မှာကျွန်တော်မှတ်မိနေတာကတော့ရန်ကုန်မှာရှိတဲ့ကျိုးကျော်ရက်ွက်တွေတော်တော်ကြီးကိုရှင်းပလိုက်ဟုတ်ကဲ့ရန်ကုန်မြို့ကြီးကတော်တော်ကြီးကိုလှလှပပတာရဖြစ်သွားပါတယ်မြို့သစ်တွေပေါ်ခဲ့ပါတယ်တောင်ကလာပမြို့သစ်ကိုပေါ်ခဲ့တယ်မြောက်ကလာပမြို့သစ်ကိုပေါ်ခဲ့တယ်တာကီတမြို့သစ်တွေပေါ်ခဲ့ပါတယ်ဒီနေ့ဆိုရင်တောင်ကလာတို့တာကီတတို့ဆိုတာမြို့လေကောင်ကတော့ပြောလို့ရတယ်60ခုနှစ်မှာတော့ရွက်ကောက်ပွဲလုပ်ပေးခဲ့ပါကျွန်တော်ကအသက်မမီသေးလို့ရွက်ကောက်ပွဲမထည့်ခဲ့ရပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာမဲဆွဲတာတွေကျွန်တော်မှတ်မိနေပါသေးတယ်တန်ရှင်းတည်တည်မဲဆွဲရတာတွေကျွန်တော်မှတ်မိပါတယ်ကျွန်တော်တို့နိုင်ငံမှာပါတီဟာအာဏာရလာတဲ့အခါမှာဒီနိုင်ငံရေးပါတီဟာဒီပါတီမှာပဲဒီအာဏာကြောင့်ပဲလားတော့မသိဘူးဗျခဏကွဲကြပြဲကြတာဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့ပါတီတွေယူဝါဒကွဲတာမဟုတ်ဘူးဗျလူချင်းမညီညွတ်လို့ကွဲတာကနေပြီးတော့ပါတီတွေကွဲသွားတာကျွန်တော်မြင်ပါတယ်ဗျဟုတ်ကဲ့ပါရှင်ဆရာတက္ကသိုလ်မြတ်သူရှင်ဒီပါတီတွေအယူအဆကွဲတဲ့အပေါ်မှာရောဆရာအမြင်ကိုသုံးသပ်ပေးပါအောင်ဆရာဒါကအနောက်နိုင်ငံတွေကကျွန်တော်တို့နိုင်ငံကြီးတွေကပေါ့လေအင်အားကြီးနိုင်ငံတွေကကျွန်တော်တို့ကိုတင်ညာပေးတယ်ခေါ်မှာပေါ့နော်တင်ညာပေးတာကမာဒီပါတီပလူရယ်အစ်မ်ဆိုတာသူတို့စီကြတော့မကျင့်သုံးဘူးနှစ်ပါတီတည်းနဲ့မူဝါဒတစ်ခုတည်းနဲ့သွားတယ်ကျွန်တော်တို့ကြောင့်မှပါတီစုံခိုင်းတော့ရန်ဖြစ်တာပေါ့ဒါ1824တို့1850တို့1885တို့မှာဒီနေချက်တက်တွေဝင်လာတယ်ချင်းတော်မော်ကိုတက်သွားတော့ချင်းတွေကဘယ်သူမှလည်းအကြောင်းမကြားရဘူးတယ်လီဖုန်းလည်းမရှိဘူးကြေးတန်းလည်းမရှိဘူးဆက်သားလည်းမလုပ်ဘူးဘာပါတီမှလည်းမရှိတဲ့ခဲ့အဲ့ဒီချင်းတိုင်းရင်းသားတွေကမြင်တာတက်လာတဲ့အင်္ဂလိပ်စစ်တပ်အသားပြူနှာခေါင်းချွန်မျက်လုံးပြတို့လူမျိုးတွေမဟုတ်ဘူးနိုင်ငံသားလက်နက်တွေပါတယ်ဒါရန်သူပဲဆိုပြီးထတိုက်တာဘိုးကျွမ်းပြီးခေါ်ဘိုးစွန်ဘက်တို့အပါဝင်ပေါ့နော်ဟိုကချင်ရောက်တော့ဆန္ဒတူဝါတို့စလုံးတူဝါတို့တခါတည်းကချင်မျိုးချစ်တွေစီးတိုက်တာဘယ်သူမှမပြောအောင်ရှမ်းပြည်ရောက်တော့လဲရှမ်းပြည်ကစော်ဘွားကြီးတွေစောရံပိုင်းတို့စောရနိုင်တို့မယန်းကြောင်ဖုန်းကြီးတို့ဒါတွေလည်းပါတယ်ကြရကြတော့လဲစောမဟာတို့စောဖျာတို့ပေါ့ဝါလူမျိုးတွေကနော်ခမ်းဦးတို့ကရင်ဆိုရင်မန်းချာကြီးတို့ရခိုင်ဆိုဘိုးတော်တို့မွန်းဆိုရင်ဘိုးမြတ်ထွန်းတို့က
သူတို့အသိနဲ့သူတို့ရင်နှွေးပြည့်အသိနဲ့ထချကြတာအဲ့ဒီချိန်တည်းရောညီညွတ်ကြတယ်အင်္ဂလိပ်ကလည်းဒီလူမျိုးတွေဒီတိုင်းရင်းသားတွေတော့ဒီတိုင်းထားလို့မဖြစ်ဘူးဆိုတွေးခွဲတာ YMBA 1906ခုနှစ်အမျိုးဘာသာသာသနာအတွက်တကယ်မျိုးချစ်စိတ်နဲ့ထားကြတာပါပဲအဲ့ဒီမှာအင်္ဂလိပ်စီကလူအုပ်ချုပ်ရေးနဲ့ပတ်သက်လို့အကြံပေးကော်မရှင်ဆင်းလာတော့သွားအကြံပေးရင်ဥပဖေတို့မောင်ဘဖေလေးတို့ပေါ်နောက်ဘာကြီးဘဖေသူတို့ကသွားအကြံပေးမယ်ဆိုတော့အဲ့ဒီမှာတချို့လူကြီးတွေကအင်္ဂလိပ်ဆိုရရင်သူတို့မင်းတိုင်မြအမှတ်တွေပါတယ်ဖြစ်နေတော့သူတို့ကအင်္ဂလိပ်ညှိုးညင်မခံချင်လို့မသွားနဲ့အားသွားမယ်မသွားနဲ့နဲ့ကွဲကြတာကွဲကြတော့လူကြီးလူငယ်နဲ့ချမ်းကွဲသွားတာ YMBA နောက် GCBA စုဖွဲ့တယ်မြန်မာအသင်းချုပ်ကြီးဝန်သားလူအသင်းကြီးပထမဆုံးတော့ဥချစ်လိုင် GCBA နောက်ဥချစ်လိုင်ကိုငွေရေးကြေးရေးဘာညာမကြိုက်ဘူးဆိုပြီးတော့ဥဆိုသိန်း GCBA ပေါ်တယ်ဥစု GCBA ပေါ်တယ်အဲ့ဒီထဲမှာ22ဦးခွဲထွက်တယ် GCBA လည်း၄-၅ချမ်းခွဲသွားတာ ဟုတ်ကဲ့ အဲ့ဒီနောက်1930မှာဒိုးမှာစီယုံထောင်တယ်ဥက္ကဋ္ဌသခင်သိန်းမောင်ကြီးကသခင်ဘစိန်ကိုသူတယောက်တည်းသဘောနဲ့ထုတ်ပလိုက်တာအဲ့တော့သခင်ဘစိန်ကသခင်ထုံးတို့နဲ့ပေါင်းပြီးတော့စင်မြိုင်ဒိုးမှာစီယုံဆိုတော့ဒီဘက်ကစီယုံကြီးထိမ့်ဖို့လုပ်ပါအောင်ဆိုလို့သခင်ကိုတော်မိုင်းကဝင်ထိန်ရတယ်ဆရာကြီးကထိန်တော့ထိတ်တင်ကိုတော်ကြီးလည်းပါတယ်အဲ့တော့အဲ့ဒီမှာသခင်ကိုတော်မိုင်းဒိုးမှာစီယုံတခင်မစိန်ဒိုးပါစီကိုဆိုနဲ့ရှန့်ခွဲသွားတာနော်အဲ့လိုနဲ့တောက်လျှောက်ခွဲလာလိုက်တာဖတ်စပလဒီမြဲတန်ရှင် ဟုတ်ကဲ့ တန်ရှင်ပထဆာမှာဥဖို့သခင်ကွဲလိုက်တာအဲ့နောက်ကြတော့ဒီရှေလေးလုံးတာလဲလာပါလိမ့်မယ်ကွဲကြတာဒီနေ့အထိကွဲကြတာဒီနော် ဟုတ်ကဲ့ပါဆရာနိုင်ဆွေဦးရှင်အခုဆိုရင်ဆရာဦးကျော်ကျော်လိုင်ရောဒါဆရာတက္ကသိုလ်မြတ်သူရောပြောသွားတယ်ပေါ့နော်ဒါအယူဝါဒကွဲတွေရှိသလိုလူတွေကွဲတဲ့ကိစ္စတွေပေါ်မှာဆရာအမြင်ကဘယ်လိုသုံးသပ်ချင်ပါလဲဆရာ ဒီသူရဲကောင်းနေနဲ့ပတ်သက်ပြီးတော့မှပဲဒါသူရဲကောင်းတယောက်ကသူရဲ့ဥဆောင်မှုနဲ့ဒါနိုင်ငံကိုဘယ်လိုထူထောင်ခဲ့တယ်နော်ဘယ်လိုအောင်မြင်အောင်လုပ်တယ်နော်အစစ်ပွဲတစ်ပွဲဘယ်လိုအောင်မြင်အောင်တိုက်ခဲ့တယ်ဆိုပြီးတော့မှဒီငငယ်တွေကနေကြာနားရီဝါခဲ့တာပေါ့နော်ဒီလိုမျိုးဆက်အပုံမြင်နေရှိတယ်နောက်ပြီးတော့တကယ်အဖြစ်ရမှန်တွေလည်းရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့နိုင်ငံတွေမကောက်တခြားနိုင်ငံတွေမှာလည်းဒီလိုပါပဲကျွန်တော်တို့ကဟိုသူရဲကောင်းမျှော်တဲ့ဝါဒကိုလက်ခံနေစေကာလဖြစ်ပါတယ်ဆိုတော့ဒီလူတူတယောက်ချင်းပေါ်မူတည်ပြီးတော့မှနိုင်ငံစီယုံကိုတည်ဆောက်နိုင်မယ်ဒါမှမဟုတ်လူတူတယောက်အားနေတဲ့အချိန်ဒီခေါင်းဆောင်တဲ့လူအားနေတဲ့အချိန်မှာနိုင်ငံပြိုကွဲသွားမယ်ပေါ့လေမင်းတရားကြီးတွေလက်ထက်မှာလည်းကျွန်တော်တို့ကသူတို့ရဲ့အားကောင်းတဲ့စူးစီးနိုင်တဲ့အချိန်ဒီမှာနိုင်ငံအားကောင်းခဲ့တယ်ဒါသူတို့မရှိတော့တဲ့အချိန်ဒီမှာတော့ဒီနိုင်ငံကခဏချင်းမှာပဲပြိုကွဲသွားတဲ့အနေအထားမျိုးတွေကြုံခဲ့ဘူးတယ်ပေါ့လေဒါကဘာလို့လဲဆိုတော့အဓိကလိုတာကျွန်တော်က institutionalization လို့ခေါ်တဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေအားကောင်းမှုလိုအပ်တယ်ပေါ့လေဟိုတရားအရေးကြီးပါတယ်ကျွန်တော်မြင်တာပေါ့နော်အဲ့တုန်းကလည်းမကျင့်သုံးနိုင်ခဲ့ကြဘူးပေါ့နော်အမှန်တကယ်ကတော့ဒီလွတ်လပ်ရပြီးတဲ့အချိန်မှာလည်း institutionalization ကိုဒါတဖြည်းဖြည်းနဲ့ဒါတိဆောက်လာရမယ်လို့မြင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျတော့ကျွန်တော်ဘာကိုကြည့်လိုက်လဲဆိုတော့အားကောင်းဆုံး institution ကဘာရှိ